မင်္ဂလာပါမနေ့ကအစောပိုင်းမှာပြုလုပ်လို့ရတဲ့သွေးလေပတ်မှုအားကောင်းပြီးတော့တနေ့ကုန်ပေါ်ပါလန်းဆန်းဖို့အထောက်အကူပြုစေမယ့်လေ့ကျင့်ခန်း၃ခုကိုဝေမျှပေးခြင်းပါတယ်ဗျပထမဆုံးလေ့ကျင့်ခန်းလေးကတော့လက်ကိုဒီလိုထားထားလိုက်မယ်ခြေချင်းဝတ်နဲ့စက်ကြမဲ့လက်ဖြားနဲ့ထိရချိန်မှာလက်ကလေးတစ်ဖက်ကိုမြှောက်ပေးရမှာဖြစ်တယ်ပြီးရင်ပြန်လာမယ်ခြေချင်းဝတ်နဲ့စက်ကြမဲ့လက်ဖြားနဲ့ထိရချိန်မှာလက်ကလည်းအပေါ်မြှောက်ပေးရမှာဖြစ်ပါတယ်ဒီပုံစံလေးတိုင်းစက္ကန့်30ကျော်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျဒုတိယလေ့ကျင့်ခန်းလေးကတော့လက်ကိုအရှိမဆန့်ထားလိုက်မယ်နော်ခုံးဘေးကိုလက်ကဆွဲတဲ့ချိန်မှာဒူးကိုမြှောက်ပေးရမှာဖြစ်ပါတယ်ဒီဆွဲတဲ့ချိန်မှာဒူးမြှောက်မယ်ပြန်ဆန့်တဲ့ချိန်မှာဒူးပြန်ချမယ်ဒူးတစ်ဖက်ချင်းကြီးမြှောက်ပေးရမှာဖြစ်ပါတယ်လေ့ကျင့်ခန်းလေးကိုလည်းစက္ကန့်30ကျော်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျနောက်ဆုံးလေ့ကျင့်ခန်းလေးကတော့ jumping jack ရဲ့ဖနောက်အပေါ်ကိုပေးပြီးတော့တင်တဲ့လေ့ကျင့်ခန်းလေးတစ်ခုကိုရောထားတာဖြစ်ပါတယ်လက်ကတော့ jumping jack တိုင်းမယ်ဝိုင်းသွားမယ်ဖနောက်လေးကနောက်ကိုတွေးတင်ရမှာဖြစ်ပါတယ်လက်ကဂျမ်မီဂျက်ပုံစံလေးသွားတဲ့အချိန်မှာဖနောင်လေးတစ်ဖက်ချင်းစီအပေါ်ကိုကွေးပြီးတော့တင်ရမှာဖြစ်ပါတယ်။လေ့ကျင့်ခန်းလေးကလည်းခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့သွေးလက်ပတ်မှုကိုအားကောင်းစေတဲ့ပြင်လှုပ်ရှားမှုတွေအတွက်လည်းအထောက်အကူပြုတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။တနေ့ကုန်ပေါ်ပါလန်းဆန်းမှုလည်းအထောက်အကူပြုမှာဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းလေးကိုလည်းစက္ကန့်30ကျော်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ကျွန်တော်အခုပြခဲ့တဲ့လေ့ကျင့်ခန်း၃ခုကမိတ်ဆွေတို့မနေ့ကမှလေ့ကျင့်တယ်ဆိုရင်သွေးလက်ပတ်မှုအားကောင်းလာပြီးတော့တနေ့ကုန်ပေါ်ပါလန်းဆန်းလာစေဖို့လှုပ်ရှားမှုတွေအတွက်ပုံမှုကောင်းမွန်လာစေဖို့အထောက်အကူပြုမဲ့လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်။လေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတွေအဆင်ပြေမဲ့အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုစုံနဲ့ကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုလူလေးပါပေါင်200ကျော်တဲ့သူတွေနဲ့အလုပ်များလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မာနေရင်ပြန်လဲကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကုညီနည်းပြပေးနေတဲ့ fellow sky တယောက်ဖြစ်ပါတယ်ဗျ